မင်္ဂလာပါအခုကအခြေခံထိုးနည်းလေးတတိယမြောက်ထိုးနည်းလေးကိုပြပေးပါမယ်နော်ဒါဖူမီ10ခွင်းထိုးထားပါတယ်မလှဖက်မှာခြီထိုးမယ်နော်2ခွင်းကြော်ပါမယ်တတိယမြောက်ခွင်းမှာခြီစပြီးထိုးမယ်နော်ခြီတင်ပါမယ်ခြီတင်ပြီးရင်တတိယမြောက်ခွင်းထဲမှာအပ်ထည့်မယ်ဒီဘက်မှာ2ခုနော်မလှဘက်မှာ1ခွင်းနဲ့ပဲရှိတယ်နော်ခြီလေးစပြီးတော့ဆွဲပါမယ်3ချိုးညီလေးရသွားရင်ခြီတင်ပြီးတော့3ခွင်းလုံးပါအောင်ဖြည်းဖြည်းချင်းဆွဲပါမယ်နော်3ခုလုံးပါအောင်ဖြုတ်ပါမယ်ပြီးရင်ခြီလေးထပ်တင်မယ်လက်လေးနဲ့ထိန်းထားမယ်နော်ဒုတိယမြောက်ကက်ရက်ခွင်းထဲမှာအထည့်နော်ခြီလေးဆွဲမယ်3ချိုးညီလေးရရင်ထိန်းပြီးတော့ဖြည်းဖြည်းချင်းလေးဖြုတ်မယ်နော်ပြီးကက်ရက်ခွင်းထဲမှာအလေးထည့်မယ်ပြီးရင်ခြီဆွဲမယ်3ချိုးညီလေးဖြုတ်မယ်နော်ဒါလေးကတိုင်လက်ထိုးနည်းလေးပါအဆုံးထိထိုးပါမယ်အဆုံးမှာဖူမီလေး2ချက်ချမယ်နော်တိုင်တိုတုံးက1ချက်ပဲချတယ်တိုင်လက်မှာဖူမီလေး2ချက်ချမယ်နော်ပြီးရင်ပြန်လှည့်ပါမယ်ပြန်လှည့်ပြီးသွားရင်ဖူမီလေး2ခွင်းကိုကြော်မယ်နော်တိုင်ရဲ့ခွင်းလေးမှာခြီထည့်မယ်အထည့်မယ်ခြီဆွဲမယ်နော်3ချိုးလုံးရပြီဆိုရင်ခြီတင်ပြီးတော့ဆွဲပါမယ်အဆုံးထိဒီလိုလေးပဲထိုးသွားမယ်နော်အားလုံးပေါင်း8တိုင်ရပါမယ်ဖူမီလေး2ချက်ချမယ်တရန်စုံတိုင်းဖူမီလေး2ချက်ချပါရနော်ပထမဆုံးခွင်းမှာခြီစပြီးဆွဲပါမယ်အဆုံးထိဒီလိုလေးထိုးမယ်နော်ပြီးရင်ဒီလိုလေးရပါမယ်